အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့ရေဘေးကယ်ဆယ်ရေးလုပ်အားပေးမှာကြုံခဲ့ရတဲ့ဖုန်ကြီးတရေအကြောင်းပဲဖြစ်ပါတယ်အကြောင်းအနေမစတင်ခင်ပါကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တဲ့ရက်ခံချင်ပါတယ်ဟုတ်ကဲ့အကြောင်းလေးစတင်နိုင်အောင်ထက်မြက်ကရေဘေးကယ်ဆယ်ရေးလုပ်အားပေးဖြစ်နေလောက်ကင်ခဲ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်သူကရေဘေးကယ်ဆယ်ရေးအဖွဲ့မှာအဖွဲ့ဝင်တွေထံကနေပြီးတော့သတင်းတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဖုန်ကြီးကျောင်းပျက်စီးများနောက်မှာတောင်တင်နေတဲ့ဖုန်ကြီးတစ်ပါးကိုကယ်ဆယ်ရန်ပဲဖြစ်ပါတယ်။အခုချိန်ကရေကြီးမှုကလည်းတော်တော်လေးမြင့်တက်နေပါတယ်။အဲ့ဒီနေရာမှာရှိတဲ့ရေဘေးကယ်ဆယ်ရေးဝန်ထမ်းအင်အားကလည်းတော်တော်လေးကိုနှဲပါနေပါတယ်။ဘေးဒုက္ခခံစားနေရတဲ့သူများကိုကယ်ဆယ်ရန်အတွက်လုံလောက်မှုမရှိပါဘူး။ထက်မြက်ကအဲ့ဒီသတင်းကိုကြားတဲ့အခါမှာတော့မဆိုင်မတော့ဘဲနဲ့သူ့ရဲ့ဆိုင်ကယ်ကိုမောင်းနေပြီးတော့ရေဘေးကြီးကျယ်ခံစားနေရတဲ့ရွာတရွာကိုဥတီခဲ့ပါတယ်။စက်ခန်းကိုရောက်တဲ့အခါမှာတော့သူရင်ဆိုတဲ့ရေဘေးကယ်ဆယ်ရေးဝန်ထမ်းတို့သာအဲ့ဒီနေရာမှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်။တခြားရေဘေးကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ဘေးဒုက္ခခံစားနေရတဲ့သူတွေကိုကယ်တင်ရန်အတွက်ထွက်သွားကြပါတယ်။ဟာမင်းမြန်လိုက်တာအထက်မြက်ငါတို့လူတွေကိုကယ်ဖို့အချိန်မီမှရမှာအခုကရေတွေကလည်းဇက်တိုက်တက်နေရလို့ပြောတယ်။မင်းရောက်လာတာတော်သေးတာပေါ့။လေကိုယူပြီးတော့ဖုန်ကြီးကျောင်းကဖုန်ကြီးကိုသွားခဲ့လိုက်သူကတဘာတည်းရှိနေတာပြီးတော့သူကထွက်လာဖို့လည်းညင်းနေတယ်သူ့တော့ကိုစိုးရင်ရတယ်ဘလို့ပဲဖြစ်ဖြစ်သူ့ကိုခေါ်ထုတ်လာခဲ့လိုက်ကွာစိတ်ချပါကိုသူတွေထက်မြက်ကရွာမှာရှိတဲ့ဖုန်ကြီးကျောင်းစီကိုရေစီးကျောင်းကိုဖြတ်ပြီးခက်ခက်ခဲခဲလှေလော်ခဲ့ပါတယ်လမ်းတစ်လျှောက်လုံးရေကလည်းတော်တော်လေးမြင့်မားနေပါတယ်ဖုန်ကြီးကျောင်းကိုရောက်တဲ့အခါမှာတော့ကျောင်းဆောင်အမိုးပေါ်မှာထိုင်နေတဲ့တက်ကြီးရွယ်ကိုဖုန်ကြီးတစ်ပါးကိုတွေ့လိုက်ရပါတယ်ဆရာတော်ကျွန်တော်ကိုကြားလားကြားပါတယ်တကားလေးကရေဘေးကဲ့တဲ့ရေးလိုပါပြီလားဟုတ်ကဲ့ဆရာတော်ကိုအပြင်ခေါ်ထုတ်ဖို့လာတာပါဒီနေရာကမလုံခြုံဘူးဆရာတော်ကျွန်တော်နဲ့အမြန်လိုက်ခဲ့ပါဟာငါမထွက်ချင်ဘူးတကားလေးဘာလို့လဲဆရာတော်ရေတွေကဇက်တိုက်တက်နေတာအချိန်မီမထွက်ရင်အခက်အခဲဖြစ်လိမ့်မယ်ဆရာတော်ရဲ့ငါဖုန်းကြီးเจ้าကိုစိတ်ပူလို့ပါလူတွေကဖျားဆင်းလူတော်တွေကိုလာခိုးမှကြောက်လို့ဆရာတော်ရဲ့ရေကြီးနေတဲ့အချိန်မှာဘယ်သူမှလာမခိုးဘူးစိတ်ချဆရာတော်ကျွန်တော်နဲ့မလိုက်ရင်တကားမတွေကပို့ပြီးတော့စိတ်ပူရလိမ့်မယ်သူတို့ကိုစိတ်အနှောက်အယှက်ဖြစ်စေလိမ့်မယ်ဆရာတော်ရဲ့အဲ့ဒီစကားကိုကြားပြီးတဲ့နောက်မှာတော့ဆရာတော်ကထက်မြက်နဲ့တူလေပေါ်ကိုလိုက်ပါရန်သဘောတူခဲ့ပါတယ်။လေပြန်လှော်လာစဉ်မှာလမ်းမှာအဝါရောင်အထည်ကြီးတစ်ထည်ကဲ့သို့အရာဝတ္ထုတစ်ခုမျောလာတာကိုတွေ့လိုက်ရပါတယ်။လေနဲ့နီးကပ်လာတဲ့အခါမှာတော့အဲ့ဒါကမှောက်ရက်ကြီးမျောနေတဲ့ဖုန်ကြီးတစ်ပါးရဲ့ရုပ်အလောင်းဖြစ်ကြောင်းကိုရှင်းလင်းစွာမြင်လိုက်ရပါတယ်။ဖုန်ကြီးကတိတ်ဆုံးသွားပါပြီ။ဆရာတော်ဒီဖုန်ကြီးကဆရာတော်တို့ဖုန်ကြီးเจ้าကဖုန်ကြီးလားဆိုတာကြည့်ပေးပါဦး။မျက်နှာကိုရှင်းလင်းမမြင်ရဘူးတယောက်တည်းဆိုတော့မဖြစ်နိုင်ဘူးရေဘေးကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားလိုက်တာကောင်းမယ်သူတို့ကကူညီနိုင်လိမ့်မယ်အခုတော့တိတ်ဆုံးသွားတာကြာတော့ပြီထက်မြက်ကအကူညီတောင်းရန်အတွက်အဖွဲ့ကိုမဆက်သွယ်မီမှာပဲရုပ်အလောင်းကအံ့ဩဖွယ်ကောင်းလာဆုံးဖြင့်သူ့အလိုလိုလှန်လာခဲ့ပါတယ်ရုပ်အလောင်းကအသက်ရှိနေတဲ့ကဲ့သို့ဖြစ်နေတာကြောင့်ထက်မြက်တယောက်အလွန်ထိတ်လန့်တုန်လှုပ်သွားပါတယ်ဖုန်ကြီးရဲ့မျက်နှာကိုမြင်ရတဲ့အခါမှာတော့ပို့ပြီးတော့ထိတ်လန့်တုန်လှုပ်သွားပါတယ်အကြောင်းရင်းကတော့၎င်းကဆရာတော်နဲ့အလွန်စင်တူနေတဲ့အတွက်ကြောင့်ပါဘာလို့ဒီဘုန်းကြီးကဆရာတော်နဲ့တူနေရတာလဲတူမှာပေါ့အဲ့ဒါကငါရဲ့ရုပ်အလောင်းပဲဆရာတော်ရဲ့ပုံပန်းတံကဖြူဖြော့သွားပြီးမျက်လုံးများကလည်းနက်မှောင်လာပါတယ်ထက်မြက်ကတရေချောက်ခံရတာကိုသိတဲ့အခါမှာတော့ဘာလို့ဘာခံရမှမသိဘူးဖြစ်သွားပါတယ်သူကရေဘေးကယ်ဆယ်ရေးလှုပ်အားပေးဖြစ်လာပေါင်းများစွာလောက်ကန်ခဲ့ပေမဲ့ဒီလိုတကယ့်တရေကိုမမြင်ဘူးခဲ့ပါဘူးဒါပေမဲ့သူကတတိပြန်ဝင်လာရန်စူးစမ်းပြီးတော့လက်အုပ်ချပြီးတော့ဆရာတော်ရဲ့ဝိညာဉ်ကိုပြောခဲ့ပါတယ်ဆရာတော်ကျွန်တော်ကိုမချောက်ပါနဲ့တောင်းပန်ပါတယ်ဆရာတော်ကိုဘာသာရေးထုံးလန်းစင်လာအရာဆောင်ရွက်ပေးဖို့တငယ်ချင်းတွေကိုခေါ်လာခဲ့ပါမယ်ထက်မြက်ကလက်အုပ်ချပြီးတော့ဦးညွတ်ခဲ့ပါတယ်မျက်လုံးကိုဖွင့်လိုက်တဲ့အခါမှာတော့ဆရာတော်ရဲ့ဝိညာဉ်ကလှေပေါ်မှာမရှိတော့ပါဘူးရေပေါ်မှာဝိညာဉ်မဲ့နေတဲ့ရုပ်အလောင်းသာမျောနေပါတော့တယ်သူကလည်းရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များကိုရေဒီယိုနဲ့လမ်းပြီးအကြောင်းကြားပြီးတော့ရုပ်အလောင်းကိုရွှေ့ပြောင်းရန်အကူအညီတောင်းခဲ့ပါတယ်သူကိုယ်တိုင်ကလည်းရုပ်အလောင်းမျောမပါသွားအောင်စောင့်ရှောက်နေခဲ့ပါတယ်မကြခင်မှာပဲတခြားရေဘေးကယ်ဆယ်ရေးလုပ်အားပေးတူဖြစ်တဲ့ကိုစန်းဝမ်းကရုပ်အလောင်းကိုကယ်တင်ရန်ကရိယာတစားပလာတွေကိုယူဆောင်လာခဲ့ပါတယ်နှစ်ဦးသာဆရာတော်ရဲ့ရုပ်အလောင်းကိုကိုစန်းဝမ်းရဲ့လှေပေါ်ကိုတင်ရန်လှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့ရဲ့စခန်းရှိရာကိုလှေလော်ပြီးတော့ပြန်လာခဲ့ပါတယ်အဲ့ဒီချိန်မှာသူလက်ခံရရှိထားတဲ့သတင်းကိုနားမလည်နိုင်တဲ့သူတွေကဆရာတော်ရဲ့ရုပ်အလောင်းကိုစန်းဝမ်းကယူဆောင်လာတာကိုမြင်တဲ့အခါမှာတော့စန်းဝမ်းကိုချက်ချင်းမေးမြန်းခဲ့ပါတယ်ကိုစန်းဝမ်းခုနကမင်းဖုန်းကြီးရုပ်လောင်းကိုတည်လာတာထက်မြက်ကိုတွေ့ခဲ့လားတွေ့တာဗောသူတွေကသူပဲကျွန်တော်ကိုဖုန်းကြီးရုပ်လောင်းကိုလှေပေါ်တင်နိုင်အောင်ကူညီပေးခဲ့တာသူလှေနောက်ကနေပြီးလိုက်ပြီးလှော်လာတယ်လေစ
ဆန်ဝမ်းကနောက်ကိုလှည့်ကြည့်တဲ့အခါမှာတော့ရေပေါ်မှာမျောနေတဲ့လှေကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့လှေပေါ်မှာတော့ဘယ်သူမှမရှိပါဘူးဒါပေမဲ့လှော်တက်တွေကတော့ပုံမှန်တိုင်းလှေလှော်ခတ်နေတဲ့တကယ်တော့ရွေရှားနေပါတယ်တစုံတစ်ယောက်ကလှေကိုလှော်နေတယ်လို့ပေါ့လှေကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်ငါတို့မျက်စိများလဲသွားတာလားလှေကသူ့အလိုလိုလှော်လာလားပြီးတော့ထက်မြက်ကဘယ်ရောက်သွားလဲအေးခုနကတော့သူ့အမေစီကဖုန်းဝင်လာတယ်ထက်မြက်ကဆိုင်ကယ်မတော်တဆမှုဖြစ်ပြီးတော့ဓာတ်တိုင်နဲ့တိုက်မိပြီးနေရာမှာပဲဆုံးသွားပြီလို့ပြောတယ်သူဒီကိုမလာခင်သေသွားလားဟုတ်တော့တယ်သူဒီကိုလူတွေကိုကူညီဖို့ဆိုင်ကယ်နဲ့လာတာဒါပေမဲ့မရောက်ခင်မှာမတော်တဆမှုဖြစ်သွားတာဒါဆိုရင်ခုနကတော့ငါတို့တွေ့တာထက်မြက်ရဲ့ဝိညာဉ်လားလှေပေါ်မှာထိုင်နေတယ်ထက်မြက်ရဲ့ဝိညာဉ်ကတော့အဲ့ဒီစကားကိုကြားတဲ့အခါမှာအလွန်ထိတ်လန့်တုန်လှုပ်သွားပါတယ်သူကသူ့ကိုယ်သူသေဆုံးသွားပြီဆိုတာမယုံကြည်နိုင်ပါဘူးသူကသူရိန်နဲ့ကိုဆန်းဝမ်းကိုခေါ်ပေမဲ့နှစ်ယောက်လုံးကသူ့ကိုမကြားနိုင်ကြပါဘူးဒါအပြင်သူ့ကိုလည်းမမြင်နိုင်ကြပါဘူးထက်မြက်ကကြောက်လန့်ပြီးရှုပ်ထွေးသွားပါတယ်ဘာတွေဖြစ်နေလဲဆိုတာသူမသိပါဘူးအဲ့ဒီနောက်မှာတော့သူကဆိုင်ကယ်ကိုအိမ်ကမောင်းထွက်လာစဉ်ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုတဖြည်းဖြည်းချင်းပြန်လည်စဉ်းစားခဲ့ပါတယ်လမ်းမှာဆိုင်ကယ်ကချော်ထွက်သွားပြီးတော့ဓာတ်တိုင်နဲ့တိုက်မိခဲ့ပါတယ်သူခဏတာသတိလက်သွားပါတယ်သတိပြန်ရလာတဲ့အခါမှာတော့သူ့ကိုယ်သူများစွာမထိခိုက်ကြောင်းကိုတွေးလိုက်ရပါတယ်ဒါပေမဲ့ဆိုင်ကယ်ကတော့ပျက်စီးသွားတဲ့အတွက်ကြောင့်မလို့မောင်းနေလို့မရတော့ပါဘူးအဲ့ဒါကြောင့်သူကဒီနေရာကိုဘတ်စကားနဲ့လာခဲ့ပါတယ်အဲ့ဒီအချိန်မှာထက်မြက်ကဘတ်စကားပေါ်ကနေဆင်းတဲ့အခါမှာတော့ရင်မောင်းကိုကားကပေးပြီးမြဲရင်မောင်းကကားကိုမယူခဲ့ပါဘူးသူ့ကိုမမြင်တဲ့ကဲ့သို့ဖြစ်နေတာကိုသတိထားမိပါတယ်ဒါပေမဲ့အဲ့တုန်းကတော့သူစဉ်းစားလိုက်တာကရင်မောင်းကစိတ်ကောင်းရှိတဲ့အတွက်ကြောင့်မလို့အခမဲ့လိုက်ပါစီးနှင်းဝင်ပေးတယ်ဆိုပြီးတော့တွေးခဲ့တာပါအဲ့ဒါကြောင့်သူကလောအားပေးစခန်းမှာရှိနေတဲ့သူရင်းစီကိုအမြန်ပြေးလာခဲ့တာပါစိတ်မကောင်းမဖြစ်ပါနဲ့တကားလေးဖြစ်ချင်းရှိရင်ပြက်ချင်းရှိတာကတဘာဝတရားပဲလေလှေပေါ်မှာဆရာတော်ရဲ့ဝိညာဉ်ကတည်ငြိမ်တဲ့မျက်နှာနဲ့နောက်တစ်ချိန်ပေါ်လာပါတယ်ထက်မြက်ကရုတ်တရက်ထွက်ခွက်သွားရခြင်းကိုလက်မခံနိုင်တဲ့အတွက်ကြောင့်အလွန်ဝမ်းနည်းနေပါတယ်ဆရာတော်မသွားသေးဘူးလားငါဖုန်းကြီးเจ้าကိုစိတ်ပူနေသေးတယ်ငါစိတ်မပူတော့တဲ့အထိဖုန်းကြီးเจ้าမှာဆက်နေရအောင်ပဲမင်းရောဘာကိုစိတ်ပူနေသေးရလဲကျွန်တော်ကအမေကိုစိတ်ပူတယ်ပြီးတော့လှုပ်အားပေးအလုပ်ကိုလည်းစိတ်ပူတယ်ကျွန်တော်ရေဘေးကဲ့တဲ့ရေလှုပ်အားပေးအဖြစ်ပို့ပြီးတော့ကြာလောက်ကင်နိုင်တင်တာဒါပေမဲ့မင်းကမင်းရဲ့နောက်ဆုံးတာဝန်ကိုအကောင်းဆုံးလုပ်ခဲ့ပြီးပါပြီမင်းကိုယ်တိုင်တည်သွားတဲ့အထိလူတွေကိုဒုက္ခကနေလွတ်မြောက်အောင်ကူညီပေးခြင်းနဲ့ဆန္ဒကောင်းတွေရှိခဲ့တယ်ဒါပေမဲ့တနေ့မှမင်းကစိုးရိမ်ပူပန်မှုတွေကနေလွတ်မြောက်သွားမယ်လို့ငါယုံကြည်တယ်မဟုတ်ရင်မင်းကဘဝကူးလို့မရဘူးငါကိုယ်တိုင်ကလည်းတနေ့မှလွတ်မြောက်မှရမှာမဟုတ်ရင်ငါဒုက္ခတွေနဲ့အကြာကြီးနှမြုပ်နေလိမ့်မယ်ထက်မြက်ကဆရာတော်ရဲ့ဝိညာဉ်ပြောတဲ့တရားများကိုကောင်းစွာနားလည်ပေမဲ့သူကိုယ်တိုင်ကလက်မခံနိုင်သေးပါဘူးသူကငယ်ရွယ်ပါသေးတယ်သူပို့ပြီးအသက်ရှင်မှာကလူပေါင်းများစွာကိုကူညီနိုင်ပါလိမ့်မယ်တင်ရောထက်မြက်ကဒီဒုက္ခကနေလွတ်မြောက်ဖို့လွတ်ချတဲ့တယ်လို့ထင်ပါသလားတင်ဘဝမှာဘယ်အရာကအများဆုံးစိုးရိမ်ပူပန်မှုပါသလဲအောက်မှာကွန်မန့်လေးတွေမှာရေးသွားခဲ့ပေးပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ဖြစ်ပါခင်ဗျာကျွန်တော်တို့စီစဉ်တဲ့ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်နိုင်သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တဲ့ရက်ခံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်